ကလေးဖျားလို့ရှိရင်အဖျားဘလောက်တက်တော့မှဆေးရုံသွားရမယ်ဆိုပြီးတော့မှစိတ်ပူနေကြတာမျိုးရှိလားတကယ်ကတော့ဒီအချက်တွေကိုပို့ပြီးတော့မှကြည့်ဖို့အတွက်သိဖို့အတွက်အရေးကြီးပါတယ်နော်အဲ့တော့ဘယ်ချက်တွေကိုကြည့်ရမလဲပထမအဆုံးကလေးရဲ့အသက်ပေါ်မူတည်ပြီးတော့6လအောက်6လအထက်ဆိုပြီးတော့မှအရင်ခွဲပါမယ်နော်ကလေး6လအောက်ဆိုလို့ရှိရင်တော့အဖျားအပူချိန်ကအရေးကြီးပါတယ်အဖျားအပူချိန်ကဒါ3လမွေးစားနေပြီးတော့မှ3လအထိဆိုလို့ရှိရင်တော့ဒါအဖျားအပူချိန်100.4 ဒီဂရီ Fahrenheit လောက်နေတယ်ဒါဆေးရုံဆေးခန်းသွားပြတယ်စစ်ဆေးကုသမှုတွေခံယူရတာမျိုးရှိတယ်3လနေပြီးတော့6လဆိုလို့ရှိရင်တော့အဖျားအပူချိန်102.2လောက်ကစပြီးတော့မှဆေးရုံဆေးခန်းချက်ချင်းသွားပြရတာမျိုးရှိတယ်ဒါပေမဲ့6လအထက်ဆိုလို့ရှိရင်တော့အဖျား102ဖျားနေရဆိုလို့ရှိရင်တော့မှဒီအချက်တွေကိုအရေးတကြီးကြည့်ဖို့အတွက်လိုအပ်ပါတယ်ပထမအဆုံးတစ်ချက်ကလေးလေးကအသက်ရှူတာပုံမှန်ပဲလားဆိုအသက်ရှူတဲ့အခါမှာဆိုလို့ရှိရင်ကလေးလေးတွေကရှင်ဘက်ချိုင်ဝင်ပြီးတော့ရှူနေတာအသက်ရှူမြန်နေတာအသက်ရှူတဲ့အခါမှာ grunting လို့ခေါ်တဲ့ညီးတဲ့အတန်ထွက်နေတာတခြားအသက်ရှူတာမဟုတ်အသက်ရှူတဲ့အပြင်ပေါ့နော်တခြားadded sound လို့ခေါ်တဲ့တခြားအတန်တွေထွက်နေတာမျိုးအပြင်ဘက်မှာထွက်နေတဲ့အတန်တွေရှိသလားဒီအတန်တွေကြားနေရတယ်ဆိုလို့ရှိရင်ဒါကအရေးကြီးရဲ့ဆေးရုံသွားရမယ့်အခြေအနေဖြစ်ပါတယ်ကလေးအပူချိန်ပေါ်ပဲဆုံးဖြတ်တာမဟုတ်ပါဘူးเนาะဒုတိယချက်အနေနဲ့ကလေးလေးတွေကရေဓာတ်ခန်းချောက်လွယ်ပါတယ်။ဘာကြောင့်လဲဆိုတော့ရေဓာတ်ဖွဲ့စည်းမှုပမာဏများတာဖြစ်တဲ့အတွက်ကြောင့်မလားဘယ်ဖြစ်ပါတယ်အဲ့တော့ရေဓာတ်ခန်းချောက်တာမျိုးကိုဆရာမတို့စောင့်ကြည့်ဖို့အတွက်ဆိုလို့ရှိရင်ရေအရေအစာအရေပေါ့နော်။နို့ဒါမျိုးတွေဝင်ရပါမယ်။အဲ့တော့ကလေးတွေဖျားလို့ရှိရင်အစာနေသွားတာမျိုးရှိပါတယ်။ဒါပေမဲ့ရေဓာတ်ခန်းချောက်လို့တော့မရဘူးပေါ့နော်။အဲ့တော့အရေကတော့မဖြစ်မနေဝင်ရပါမယ်။အဲ့တော့ check in intake ကိုကြည့်ရမယ်အပြင်ကို output အနေနဲ့ဆိုလို့ရှိရင်လည်းဒါရှူကကောင်းကောင်းပေါက်သလားပုံမှန်ထက်တစ်ဝက်လောက်နေသွားပြီလားဒါဆိုလို့ရှိရင်တော့ဆေးရုံဆေးခန်းချက်ချင်းသွားရမယ်လက္ခဏာပဲဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ကလေးလေးတွေကနိုးကြရှိသလားကောင်းကောင်းစောနိုင်သလားဒါအမေးအဖြေလည်းကောင်းကောင်းလုပ်နိုင်သလားမှိန်းနေလားနှိုးရတာခက်နေသလားဒီလိုအခြေအနေတွေဖြစ်နေရဆိုလို့ရှိရင်လည်းကလေးလေးတွေကဒါနေမကောင်းတာကိုပို့ပြီးသွားတော့မှဆေးရုံဆေးခန်းသွားရမယ့်အခြေအနေကိုပို့ပြီးသွားတော့မှ point out လုပ်ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဆရာမတို့တွေကကလေးဖျားတဲ့အကြာချိန်ကလည်းအရေးကြီးရယ်နော်မြန်မာနိုင်ငံမှာသွေးလွန်တုပ်ကွေးတွေအများများတဲ့အတွက်ကြောင့်မလို့ဆရာမတို့3ရက်မြောက်ဖျားတယ်ဆိုလို့ရှိရင်ကလေးလေးကိုသွေးလွန်တုပ်ကွေးလက္ခဏာလေးတွေစောင့်ကြည့်ဖို့အတွက်လိုအပ်တယ်နှာခေါင်းသွေးရှမ်းတာတဖုံးသွေးယိုတာဝင်းမဲသွားတာကော်ဖီရောင်အန်တာဒါမျိုးတွေကိုစောင့်ကြည့်ဖို့လိုပါတယ်နောက်တစ်ခုကတော့အရေပြားပေါ်မှာအနီအဆက်လေးတွေပေါ်လာတာဒီအနီအဆက်ကချင်းကိုက်ဖူးလိုမျိုးမဟုတ်ဘဲနဲ့ဆရာမတို့ဖိကြည့်လိုက်တဲ့အခါမှာအဲ့ဒီအနီအဆက်ပျောက်သွားတာမျိုးမရှိဘူးအဆက်တွေအကွက်လိုက်ပေါ်လာတယ်ဆိုလို့ရှိရင်လည်းဒါကအခြေအနေဆိုးရွားတဲ့လက္ခဏာတွေအထိပေါ်လာတယ်လို့သတ်မှတ်လို့ရပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီအချက်လေးတွေက reflex sign ဆိုတဲ့စိုးရင်ရတဲ့အခြေအနေအဆင့်မှာပေါ်လာတဲ့အချက်ကလေးတွေဖြစ်ပါတယ်ဒီအချက်တွေကိုမမေတို့တိချာမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုအပ်ပါတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ဒါအဖျားနဲ့ပတ်သက်ပြီးတော့မှဒီလိုမျိုး series လိုက်လေးဒါဖန်တီးတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်မမေတို့တွေအတွက်ကိုဒါအကူအညီအထောက်ပံ့လေးရနိုင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်တတာပါ